Hi အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အလုပ်လုပ်နိုင်စွမ်း productivity ကိုတစ်ခေတ်စမ်းစေမယ့် Cal Newport ရဲ့အင်မတန်ကြီးပါတဲ့စာအုပ် Deep Work Rules for Focused Success in a Distracted World ရဲ့အနှစ်ချုပ်ကိုရှင်းပြပေးသွားမှာပါဖြစ်ပါတယ်ဤပညာတွေပေါ်များပြီးအာယုံပြောင်းလဲမှုတွေကြီးစိုးနေတဲ့ဒီကမ္ဘာမှာ Deep Work ကိုကျွမ်းကျင်တဲ့သူတွေဟာအခြားသူတွေထက်အစာပေါင်းများစွာပိုမိုထူးချွန်လာပါလိမ့်မယ် Cal Newport ကအာယုံစူးစိုက်မှုအဖြစ်နဲ့အလုံးလုံးနိုင်စွမ်းဟာဒီခေတ်ရဲ့အင်အားတစ်ထူတယ်လို့ဆိုပါတယ်။အပိုင်းတက် Deep Work ရဲ့တန်ဖိုးတက် Deep Work ဆိုတာပါလေ Deep Work ဆိုတာကတော့အာယုံပြောင်းလဲမှုလုံးဝမရှိဘဲ distraction free ဖြစ်ပြီးသင်ရဲ့တွေးခေါ်နိုင်စွမ်းကိုအမြင့်ဆုံးအဆင့်အထိထွန်းအားပေးတဲ့ပညာရေးဆိုင်ရာလုပ်ငန်းကိုဆိုလိုပါတယ်။ဒီလုပ်ငန်းတွေကနေအသက်တော်တန်ဖိုးတွေကိုဖန်တီးပြီးသင်ရဲ့ကျွမ်းကျင်မှုကိုလည်းတိုးတက်စေပါတယ်။ Deep Work ရဲ့ညီမျှခြင်း formula ဟာHigh quality work produced equal to time spent into intensity of focus. နင် shallow work အပေါ်ယံအလုပ် Deep work ရဲ့စမ်းကျင်ဘက်ကတော့ shallow work အပေါ်ယံအလုပ်ပါပဲဒါတွေကတော့ email တွေဖြေတာအစည်းအဝေးတက်တာရုံးတွင်းစီမံခန့်ခွဲမှုတွေလုပ်တာမျိုးဖြစ်ပြီးငင်းရင်ညံ့တွေတိတ်မလို့အပ်ပဲအလွယ်တကူအစားထိုးလို့ရတဲ့အလုပ်တွေဖြစ်ပါတယ် shallow work တွေဟာအလုပ်လုပ်နေတယ်လို့ခံစားရစေပေမဲ့တကယ်တန်ဖိုးကိုတော့မဖန်တီးနိုင်ပါဘူး 3. ဒီခေတ်မှာ deep work ကိုဘာလို့အရေးပါလဲ20ရာစုရဲ့တည်င်းအချက်လက်စီးပွားရေး economy မှာအောင်မြင်ဖို့အတွက်ဓိကစွမ်းရည်နှစ်ခုလိုအပ်ပါတယ်။အရာခက်သိမ်းကိုအမြန်လေ့လာနိုင်စွမ်းဤပညာတွေအပြောင်းလဲမြန်တဲ့အတွက်အခက်အခဲတွေကိုအမြန်ဆုံးလေ့လာနိုင်ဖို့ deep focus လိုအပ်ပါတယ်။အရေးအသွေးမြင့်ထုတ်လုပ်နိုင်စွမ်းကမ္ဘာလုံးဆိုင်ရာပြိုင်ဆိုင်မှုမှာအကောင်းဆုံးနဲ့အမြန်ဆုံးထုတ်လုပ်နိုင်ဖို့ deep focus လိုအပ်ပါတယ်။ deep work ရဲ့ပျော်ရွှင်မှု the happiness of deep work deep work ဟာအောင်မြင်မှုအတွက်တာမကစိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုအတွက်ပါအရေးကြီးပါတယ်စာရေးတဲ့ဟာမီဟာလီ6 flow state အယူဆအရာလူတဦးဟာစိန်ခေါ်မှုတစ်ခုမှာသူ့ရဲ့အစွမ်းဟာအပြည့်အဝကိုအသုံးပြုနေခြင်းမှာအပျော်ရွှင်ဆုံးဖြစ်ပါတယ်။ Deep work ဟာတင့်ကိုဒီ flow state ကိုရောက်ရှိစေပါတယ်။အပိုင်းနှစ် Rule number 1 Deep work ကိုကျင့်သုံးပါ Deep work ကိုကျင့်သုံးတဲ့ပုံစံ၄မျိုးရှိပါတယ်။သင်ဘဝပုံစံနဲ့ကိုက်ညီတဲ့နည်းလမ်းကိုရွေးချယ်နိုင်ပါတယ်။ 1. Monastic philosophy ပုံစံDeep work အတွက်အချိန်ကာလကိုအခြားအရာအလုံးနဲ့အပြီးတိုင်ဖြတ်တောက်ထားခြင်းဥပမာစာအုပ်ရေးဖို့အတွက်အင်တာနက်မရှိတဲ့တော်ရဲကိုထွားနေခြင်းတင့်တော်သူအချိန်ကိုပြောင်းလဲပြင်လွယ်ခံနိုင်စွမ်းရှိပြီးဆွတ်လွတ်နိုင်စွမ်းရှိသူများနှစ် bimodal philosophy ပုံစံအချိန်တွေကို deep block အချိန်တွေကို shallow block ဟူ၍ရှင်းရှင်းလင်းလင်းပိုင်းခြားထားခြင်းဥပမာ3ရက် deep work 2ရက် shallow work of လက်အစည်းဝေးတင့်တော်သူပုံမှန်အဖွယ်စည်းအလုပ်တစ်ခုရှိသူများ3. Rhythmic philosophy ပုံစံနေ့တိုင်းအချိန်တစ်ခုကိုသတ်မှတ်ပြီး deep work လုပ်ခြင်းဥပမာနေ့တိုင်းမနက်7 နာရီက7 နာရီအထိ deep work လုပ်ခြင်းတင့်တော်သူပုံမှန်အချိန်စားရှိပြီးစီကံရှိလိုသူများ4. Journalistic philosophy ပုံစံအချိန်တစ်ခုခုအားတဲ့အခါချက်ချင်း deep work ကိုကူးပြောင်းပြီးလှုပ်ဆောင်ခြင်းတင့်တော်သူအတွေ့အကြုံရှိပြီးအာယုံစူးစိုက်မှုကိုလျင်မြန်စွာပြောင်းလဲနိုင်သူများ5. Deep work ရဲ့ ritual စီးမြန်းတွေကိုဖန်တီးပါDeep work ကိုအလိအကျင့်ကောင်းတစ်ခုဖြစ်လာစေဖို့အတွက်တေးသေးချာချာစီစဉ်ထားတဲ့စီမံ ritual ကလိုအပ်ပါတယ်။ဘယ်နေရာလဲ location အလို့မလို့ခင်ပတ်ဝန်းကျင်ကအာယုံမပြောင်းလဲအောင်တေးချဖြင်းစင်ပါဘလို့ကြအောင်လဲ duration တတ်မှတ်ထားတဲ့အချိန်ကိုတတ်မှတ်ပြီးအဲ့ဒီအချိန်အတွင်းမှာတခြားဘာမှမလုပ်ဖို့သစ္စာပြုပါဘလို့အလို့လုပ်မလဲ rules Deep work လုပ်နေစဉ်ဖုန်းကိုပိတ်ထားခြင်းအင်တာနက်မသုံးခြင်းစတဲ့စီမံတွေတတ်မှတ်ပါဘလို့အဆုံးသတ်မှလဲ shutdown ritual အလုပ်ပြီးတဲ့အခါ shutdown ritual ကိုလုပ်ပါဒီနေ့လုပ်ရမယ့်အရာတွေအားလုံးပြီးသွားပြီလို့စိတ်ကိုအသိပေးပြီးအလုပ်နဲ့ပတ်သက်တဲ့အသွေးတွေကိုဦးနှောက်ထဲကနေဖယ်ရှားပေးပါအပိုင်း3 rule number 3ညီညွတ်မှုကိုလက်ခံပါခါယုံစုစိုက်မှုကကြွတာတစ်ခုလိုပါပဲလေ့ကျင့်နေပိုတမလာလေပါပဲအခက်ခဲတွေမလုပ်ခင်မှာတင်းရဲ့ဦးနှောက်ကိုအလွယ်တကူလုံစော်မှုရဖို့အကျင့်မလုပ်မိထားခြင်းအတွက်အရေးကြီးပါတယ်Embrace boredom ညီညွတ်မှုကိုလက်ခံပါလမ်းဆောင်နေရတဲ့အချိန်ဘတ်ကားစီးနေတဲ့အချိန်မျိုးမှာဖုန်းကိုထုတ်ကြည့်မဲ့ထားတင်းရဲ့စိတ်ကိုလဲ့လဲသွားလာကုန်ပြီးလိုက်ပါဒါမှပါတင်းရဲ့ဦးနောက်ကခဏခဏအာယုံပြတ်တဲ့အကျင့်ကကြီးလွတ်လပ်မှာပါဖြစ်ပါတယ်နှစ် productive meditation အကျိုးရှိသောတရားထိုင်ခြင်းလမ်းလျှောက်နေစဉ်ဒါမှမဟုတ်အလို့မလုပ်ပဲနားနေတဲ့အချိန်မှာတင်းရဲ့စိတ်ထဲမှာရှိတဲ့ပြဿနာတစ်ခုတည်းကိုပဲအာယုံစူးစိုက်ပြီးကြွေးခေါ်ပါတခြားအရာတွေကိုစိတ်ထဲဝင်မလာအောင်တမင်တကာတားဆီးထားပါ
ဒါကဦးနောက်ကို deep work လုပ်ဖို့လေ့ကျင့်ပေးတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ 3. အာယုံပြည့်စည်မှုရဲ့အကျွမ်းစမ်း attention residue အာယုံပြည့်စည်မှုရဲ့အဆိုးဆုံးအကျိုးဆက်ကတော့ attention residue ပါပဲ။သင်က email တစ်ဆောင်ကိုစစ်ပြီး deep work ကိုပြန်ကူးပြောင်းကွာလိုက်တော့မှသင်ရဲ့ဦးနောက်တစ်စိတ်ပိုင်းကအဲ့ဒီ email ရဲ့အတွေ့အကြောင်းအရာတွေကိုဆက်လက်တွေးခေါ်နေပါသေးတယ်။ဒါကြောင့် deep work ရဲ့ထိရောက်မှုကတိတိတသာလျော့ညံ့သွားပါတယ်။အဖြေ deep work မလုပ်ခင်မှာ email စစ်ခြင်း social media ကြည့်ခြင်းတို့ကိုလုံးဝရှောင်ခြင်းမှာဒါမှမဟုတ် batch အစုအဝေးအနေနဲ့သာလှုပ်ဆောင်ပါ။အပိုင်း 4 rule number 3 နဲ့ 4 distraction ဖြတ်တောက်ခြင်း tick rule number 3 social media ကိုအားလုံးအကျိုးရှိသည်ဟုလက်ခံခြင်းကိုရှောင်ခြင်းပါကျွန်တော်တို့ဟာ social media ကိုအနည်းငယ်အကျိုးရှိရင်ပြီးတာပဲဆိုတဲ့အယူအဆနဲ့ဆွဲမြတ်သုံးဆွဲနေတတ်ကြပါတယ်။ Cal Newport ကတော့ social media ကိုသုံးမှတ်ထားပုံမိကောင်းမလားဆိုတဲ့မေးခွန်းကိုမေးပြီးလက်တွေ့မှာတန်ဖိုးရှိမှသာသုံးဆွဲဖို့အကြံပြုပါတယ်။စမ်းသပ်ပါရက်ပေါင်း3ဖက် social media ကိုဖြတ်တောက်ကြည့်ပါတင်ဘဝမှာဘာဒီပြောင်းလဲသွားတယ်လဲဆိုတာကိုကိုယ်တိုင်စမ်းစစ်ကြည့်ပါ။ည shallow work တွေကိုဖယ်ရှားပါ။ deep work အတွက်အချိန်ရဖို့အတွက် shallow work တွေကိုတတ်နိုင်ဆုံးဖယ်ရှားပြဖို့လိုအပ်ပါတယ်။ time block planning ကိုယ့်ရဲ့နေ့တိုင်းအချိန်စရာကိုမိနစ်ပိုင်းအထိအသေးစိတ်စီစဉ်ပါ။ deep work အတွက်တည်တံ့အချိန်သတ်မှတ်ပြီး shallow work တွေကိုလည်းအချိန်သတ်မှတ်ပြီးအဲ့ဒီအချိန်အတွင်းမှာသာလုပ်ဆောင်ပါ။ email စီကံ email တွေကိုချက်ချင်းမဖြေနိုင်တနည်းကို2ခါဒါမှမဟုတ်3ခါသာအချိန်သတ်မှတ်ပြီးစစ်ဆေးပါ။မိခွန်းတွေမင်းမဲ့အထားရှင်းရှင်းလင်းလင်းပြောဆိုပြီး email အဝင်အထက်ကိုလျော်ချပါ။ 3. အိပ်ဖြေကိုဦးစားပေးရင် systematic idleness deep work လုပ်နိုင်ကိုအတွက်ဦးနောက်ကိုအပြည့်အဝအနာပေးဖို့လိုအပ်ပါတယ်။ညနေပိုင်းမှာအလုံးနဲ့ကွက်တဲ့အတွေးတွေကိုကောင်းတဲ့ကနေထုတ်ပိတ်ပါ။ဒါကအားနည်းခြင်းမဟုတ်ပဲ deep work အတွက်စွမ်းရည်ပြင်ဖြည့်ခြင်းဖြစ်ပါတယ်။အိပ်ဖြေဝခြင်းနဲ့လေ့ကျင့်ခန်းလုပ်ခြင်းနဲ့အာမချိုင်တွေကိုအကျိုးရှိအသုံးပြုခြင်းဟာတင့်ရဲ့အာယုံစူးစိုက်နိုင်စွမ်းကိုတိတိတသာမြင့်တင်ပေးပါလိမ့်မယ်။နီးကုံချုပ်deep work ရဲ့စာအုပ်အနှစ်ချုပ်ကတော့ဒီခေတ်ဂရီမှာအလွယ်တကူရနိုင်တဲ့အပေါ်ယံအလုပ်တွေနဲ့အာယုံပြောင်းလဲမှုတွေကနေခွဲထွက်ပြီးစစ်မှတ်တော့တိုင်ဖို့ကိုဖန်တီးနိုင်ဖို့ပါ။တင်းရဲ့ deep work ခရီးကိုစတင်ဖို့အဓိကတော့၃ချောင်း deep work ကိုဦးစားပေးပါ။နေ့တိုင်းအတွက်အချိန်သတ်မှတ်ပြီး ritual တစ်ခုတည်ဆောက်ပါ။ boarding ကိုလက်ခံပါ။အားလက်ချင်းမှာဖုံးသုံးခြင်းကိုရပ်ပြီးတင်းရဲ့ဦးနောက်ကိုအနာပေးပါ။ social media ကိုဖျက်တောက်ပါ။တကယ်တန်ဖိုးရှိတဲ့အရာတွေအတွက်သာနည်းပညာကိုအသုံးပြုပါ။ဒီဗီဒီယိုကနေရရှိတဲ့ deep work နည်းလမ်းတွေဟာသင်ရဲ့ productivity နဲ့အောင်မြင်မှုကိုအကြီးကျယ်မြင့်တင်ပေးလိမ့်မယ်လို့ယုံကြည်ပါတယ်။ like လုပ်ပြီး share လုပ်ပေးပါ။နောက်ထပ် productivity ဗီဒီယိုတွေအတွက် channel ကို subscribe လုပ်ထားပါနော်။ကျေးဇူးတင်ပါတယ်။